ဆရာတို့ကအခုလိုမိကုန်းနေကြုံလိုက်တွေ့တာโอเคနော်အဲဒီတော့ number 1ဘယ်လိုနေလဲမိဟုတ်ပြီကဲအဲ့ဒီကနေစအောင်နော် number 1နေစမယ်ဆိုတော့ဆရာနည်းနည်းလေးတော်ရေးကောင်းအောင်မိကုန်းနေ collect လုပ်လိုက်တယ်ပုံလေးလည်းပြင်တယ်နော် okay draw in the image in its correct position သမီးရှေ့ပိုင်း theory တုန်းကဆရာတို့ပြောခဲ့တာရှိတယ်လေနော်အဲ့တော့ image က object နဲ့နော်ဘယ်မှာပဲရှိလဲsame distance okay same distance ဆိုတော့သမီးဒီမှာမီတာကဒီနော်မီတာရဲ့လမ်းကြောင်းကဒါ right ဟုတ် image ကလမ်းကြောင်းကဒါ okay ဟောခုနကတော့ငါ perpendicular ဖြစ်နေတဲ့သဘောကဒီမှာတွေ့ရမယ်နော် okay ဆိုတော့ image ကသမီးဟောဒီအနေထားမှာနော်ရှိတယ်ဆိုရင်ဒါ image same distance မှာနော် sorry object ကအဲ့မှာရှိမယ်ဆိုရင် image ကလည်း same distance မှာရှိမှာပေါ့ right ဟုတ်လားသမီးဆိုတော့ခုန A ကဒီလောက်ကွာဝေးမှာဆိုရင်သူ့ရဲ့ image ကလည်းအဲ့ဒီကွာဝေးမှာရှိမှာပေါ့ဆရာ A prime လို့နာမည်ပေးလိုက်မယ်နော် okay နော်ဒီမှာ tail ကဒီမှာဆိုရင် tail ရဲ့နော်အဲ့တော့ဟောတာလေးကိုသူကနော် tail ကိုB လို့နာမည်ပေးထားတယ်အဲ့တော့ image of tail က B prime လို့ဆရာနာမည်ပေးလိုက်ရင်ဒါလေးကသူ distance အတိုင်းပဲပေါ့ကွာဒီမှာ1 cm ဆိုသူလည်း1 cm ပဲလေ A က5 cm ဆိုရင်လည်းဒီမှာ5 cm ပဲ right ဟုတ်လားသမီးဒါကဆရာတို့ကဟုတ်လားနော်ဘယ်သူဖြေလိုက်တာလဲ draw in the image in its correct position ဆိုတာလေးကိုဖြေလိုက်တာပေါ့ okay ရမလို့နိဟုတ်ရဲ့ကဲသမီးအတူလိုက်ဆွဲပေါ့နော်လိုက်ပြောခိုင်းမယ်လေနော်ဟုတ်ပြီပြီးပြောနော်